စားပါအောင်ရှင်ညစာစားပါပြီရှင်စားကြပါအောင်ရှင်ပန်းပွင့်ကြော်ပန်းပွင့်ကိုဒီနေ့တော့ကြက်ဥနဲ့ကြော်တယ်ဒါကတော့ဗမာပန်းပေါ့နော်ဒါနည်းနည်းမာဒါပေမဲ့ကြော်တာပြော့သွားဒီနေ့ကကျန်းကြီးရဆက်တယ်အဲ့ဒါချမ်းပန်းလေးချမ်းပန်းကပို့ဥညနေသားချိရဟင်းလေးနဲ့စားပြီးလို့ပဲပေါင်းနဲ့ဘဲနီပြန်နဲ့ရောဝယ်လာတယ်မကျမရဲ့အတွက်ပူစီညာတို့မအမင်းစားဒီကအမျိုးပေါင်းစား你要吧？我老是这个，我老是看他们去。那个我老是这个，我老先生拿了，而且把我去，那意大利嘛把门撇，太傻了。我现在应该毕业我的嘛，毕业，现在毕业。ကျန်တဲ့ဟာကိုရှောက်ပြန်လုပ်ထားတယ်ငပိကြော်ပြန်ဖြစ်သွားငပိရန်ငပိကြော်ပြန်ဖြစ်သွားညစာစားပြီးကြပြီလားရှင်ဘာတွေစားကြလဲဘာစားကြလဲရှင်လူမစားနာပါမနော်ဘာလို့ဒီမစားအောင်ဒီရတာငါပဲပဲဝယ်ထားတယ်ဟောတယ်မင်းကြနေငါတထမ်းဖို့ဆိုင်ရှင်ဘောကောင်းတယ်နှမျိုးလိုပါဝယ်ရမစဉ်းစားနေရဆိုကဲဝယ်တဲ့သူသိချမ်းသာစီရမယ်နှမျိုးပေါင်းထည့်ပေးတယ်ဒီလိုနဲ့တောက်တဲ့လူရောက်တောက်ပြီးတော့7 မိနစ်နေထမင်းတန်းစားပြီးလို့ရှိရင်နိုင်ဝဲနေမှရေအေးကိုတောက်နောက်သူကရေနွေးနဲ့ဖြော်တောက်တာဆိုတော့အပူအေးဖြစ်သွားမှာဆိုလို့သမင်းစားနေအောင်ဆိုရင်ရေနွေးကိုတောက်ဒီနေ့သူနဲ့ပဲဖြော်ရမှာနော်နိုင်ရရန်ကုန်လိုမျိုးနေရပါရှင်နိုင်ရဖုန်းနံပါတ်လေးရတော့ည9 965 939 353မှာရှင်